တင်ရများလို့မင်္ဂလာပါကျွန်တော်တို့တွေပေါ့နော် After Effects သုံးလို့ရှိရင်အဓိကသူများပေးထားတဲ့ project တွေကိုသုံးတဲ့ယုံတာမကောက်ဘူးเนาะကိုတိုင်းလည်းဖန်တီးတဲ့မှာပေါ့နော်အဲ့ဒါကြောင့်မလို့ After Effects ကိုတကယ်တက်ရှင်တဲ့လူတွေဒီတကယ် project text project လေးတွေကိုပိုင်ဖန်တီးရှင်တဲ့ဟိုတင်ရှင်တွေပေါ့နော်ကျွန်တော် video tutorial လေးကိုအသေးစိတ်ကြည့်ပေးပါလို့ပထမဦးစွာပြောချင်ပါတယ်အရင်ဆုံးကျွန်တော်လုပ်ထားတဲ့နမူနာလေးကိုကြည့်မှန်းဒီတော့ပုံစံမျိုးပေါ့နော်ဒီဘက်မှာရောတခုပေါ့နော်ဒီကောင်က text ပုံစံတစ်မျိုးပေါ့နော်ဒီဘက်မှာကျွန်တော် text ပုံစံဒီကောင်က text ပုံစံနော် okay အဲ့ဒီမှာမြင်တွေ့ရမယ်ဆိုရင်ဒီမှာတော့ဖြင့်သူဒီစာသားကိုကြတော့ဒီ texture ဒီကောင်ဒီ fire texture နဲ့လုပ်ထားတာပေါ့နော်ဒီ fire texture နဲ့ကျွန်တော်တို့ဖောက်ထားတာပေါ့နောက်ထပ်တစ်ခုဒီဘက်မှာ come2 မှာကြည့်လိုက်မယ်ဆိုရင်ဒီမှာ fire texture မဟုတ်ဘဲနဲ့ကျွန်တော်တို့ရိုးဒီဘက်မှာရိုး texture နဲ့ကျွန်တော်တို့ဖန်တီးထားတယ်ပေါ့ okayဒီကောင်တွေကတော့ဒီ Google မှာရှာလို့လွယ်ပါတယ်ကိုဒီမှာ texture လို့ရေးထည့်လိုက်လို့ရှိရင်ဘယ်လို texture တွေအများကြီးကြားလာလို့ရှိရင်ကိုကြိုက်တဲ့ texture လေးကိုယူပေါ့နော်ကြိုက်တဲ့ texture လေးတွေကို down ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရတယ်ဥပမာဒီလိုပုံစံမျိုးဆိုရင်လည်းဒီလိုပုံစံမျိုးပေါ့နော်โอเคဒီဘက်မှာ fire ဆိုရင်လည်း fire ဘယ်လိုပုံစံမျိုးလို့ရှင်လဲ fire text ဘယ်လိုပုံစံမျိုးတွေကြိုက်နေတဲ့လဲပေါ့နော်ဒီဘက်မှာ fire texture တွေကတော့အများကြီးပဲโอเคကျွန်တော်တို့စာကြရအောင်အရင်ဆုံးဒီမှာကျွန်တော်နမူနာဒီမှာလုပ်ပေးထားတာပေါ့နော်ဒီဘက်မှာဆိုโอเคဒီဘက်မှာ component ဒီဘက်မှာနိပညာရွာလဲဆိုတော့ဒီမှာလည်းပေါ့နော် 50% okay ဒီဘက်မှာ come to okay ဒီတော့ tutorial လေးတွေကိုကျွန်တော်တို့ဇာလုပ်ကြည့်အောင်အရင်ဆုံးကျွန်တော်တို့ After Effects မှာအလုပ်လုပ်ဖို့အတွက် composition ကနေပြီးတော့ new composition ကိုတော့မယ် new composition မှာကျွန်တော်ရွေးထားပေးတဲ့အတိုင်းပေါ့နော်ဒါကတော့ကျွန်တော် com3 ဆိုပြီးတော့နာမည်ပေးလိုက်မယ် com3 ပေါ့နော်နောက်ပြီးတော့ဒီနေရာမှာဖို့ကိုထားပေးမယ်ထားပေးပြီးတော့ဆိုရင်ဒီမှာ5 seconds 5 seconds ပြီးပြီဆိုရင်တော့ okay ပေါ့နော်ဒါကြောင့် composition အသစ်တစ်ခုရလာပြီဆိုရင်ဒီလိုမျိုး show grid မပြလို့ရှိရင်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီကောင် decision နှိပ်ပြီးတော့ title action save ဆိုပြီးတော့နှိပ်ပေးလိုက်အဲ့လိုဆိုရင်ဒီနေရာမှာကိုချိန်လို့ရတာပေါ့နော် center ချိန်လို့ရတယ်အရင်ဆုံးကျွန်တော်တို့text ကို control T ကိုနှိပ်မယ် control T နှိပ်ပြီးတော့ဒီနေရာမှာနောက်ထပ်တစ်ခုကကိုလိုချင်တဲ့font တစ်ခုကိုရွေးလိုက်ပေါ့နော်ဥပမာဒီနေရာမှာဆိုရင်နော်ဥပမာ after effect AFT after ဒီမှာစာသားဟာအနည်းအောင်ဖြစ်နေတဲ့အတွက်control A နဲ့ oscillate ပေးပြီးရင်ဒီနေရာမှာအဖြူရောင်ကိုရွေးထည့်ပေးလိုက်ပါနော်ဒါဆိုရင် after effect ပါနော် effects after effects control A နောက်ပြီးတော့ကိုလိုချင်တဲ့ဖောင်းကိုပြောင်းမယ်ကိုလိုချင်တဲ့ဖောင်းတွေကိုလိုက်ပြောင်းမယ်ဒီနေရာမှာကျူရပြီဒီမှာဒီဖောင်းလေးကိုကျွန်တော်တို့အသုံးပြုမယ်ဆိုရင်ဒီမှာနှစ်ချက်နှိပ်လိုက်နှစ်ချက်နှိပ်ပြီးရင်after effect AFT after effects ပေါ့နော်ဒီမှာ light ချိန်ပေးမယ်သူကို center ကြောင်းနည်းနည်းချိန်ပေးပေါ့နော် okay ဒါဆိုရင် center ကိုရောက်တော့ပြီပေါ့နော် after effect နောက်ထပ်တစ်ခုကကိုဒီမှာ down ထားတဲ့ပုံလေးတွေပေါ့နော် fire texture ဆိုရင် fire texture သို့မဟုတ်ဒီဘက်မှာ
scratch street texture ဆိုရင် street texture ပေါ့နော်ကိုဒီကောင်လေးလိုချင်တယ်ကျွန်တော်တို့ဒီကောင်လေးကို down ထားပေးတာပေါ့နော် down ထားတယ်ပေါ့နော်down ထားတယ်ဆိုရင်အဲ့ဒီကောင်လေးကိုကျွန်တော်တို့ footage ကိုတော့မယ်scratch texture ဒီကောင်အောက်ကိုဆွဲချလိုက်ဒါနဲ့နမူနာတစ်ခုပြပေးမှာပေါ့နော်ဒီဘက်ကကောင်ကတော့ဒီ com2 ကိုကျွန်တော်ထည့်ထားတဲ့ကောင်လေးပေါ့ဒီကောင်နဲ့မလုပ်ရင်ဘူးကျွန်တော်တို့fire နဲ့လုပ်ရှင်တယ်ဒါတော့ fire ပေါ့နော်fireကိုဒီမှာထည့်လိုက်မယ် fire ပုံလေးအသေးနေဆိုရင်တော့ကျွန်တော်တို့နည်းနည်းကြီးပေးလိုက်ပါသူ့နော်ဒီမျိုးကြီးပေးမယ်ကြီးပေးပြီးတော့ရရှင်ဒီကောင်လေးကို fire ကို select ပေးပြီးတော့ alpha map ဆိုပြီးတော့နှိပ်ပေးလိုက်ဒါဆိုရင် fire ဟာဝင်တော့ပြီပေါ့နော်ဒီစာလုံးအသားသေးကိုဝင်တော့ပြီပေါ့ဟုတ်ပြီafter effect ဆိုတာဒီလိုမျိုးရပြီးတော့ပြီဆိုရင်ဒီ after effect ကို edit duplicate လုပ်အောင်မှာဖြစ်ပါတယ် edit duplicate လုပ်ပြီးတော့မျက်လုံးကိုဖွင့်ပေးလိုက်ပါမျက်လုံးကိုဖွင့်ပေးပြီးတော့ဆိုရင်သူရဲ့ color ကို background black color ထားပေးလိုက်မယ် black color ထားပေးလိုက်လို့ရှိရင်ဒီလိုပုံစံမျိုးဖြစ်သွားမှာနော်ဟုတ်ပြီအဲ့ဒီကောင်လေးကိုနောက်ထပ်တစ်ခုကဒီ fire ကိုလာမယ်ဒီကောင်လေးကိုမျက်လုံးလည်းခဏဖတ်တော့မယ်ဒီ fire ကိုလာလို့ရှိရင်ဒီ fire မှာ effect color correction cost ဆိုပြီးတော့နာမည်ပေးလိုက်မယ်အောင်ဆုံး cost ရွေးပေးပြီးတော့ကိုဒီမှာသူ့ကိုအလင်းအမောင်လေးတွေတင်ပေးလိုက်ပါနော်ဒီလိုပုံစံမျိုးတင်ပေးပြီးတော့ဆိုရင်ရပြီဒီဒုတိယ copy ကိုတော့မယ်အဲ့ဒီဒုတိယ copy ကူထားတဲ့ကောင်လေးမှာ effect and presets မှာ bevel ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ bevel alpha ဆိုပြီးတော့ထည့်ပေးလိုက်မယ်ထည့်ပေးပြီးတော့ဒီနေရာမှာ number 10လောက်ထည့်ပေးလိုက်မယ် number 15တော့မဟုတ်ပေါ့နော်ဒီနေရာမှာကို number လေးတွေကိုမျက်လုံးနဲ့ဟိုကြည်ကောင်းမှန်းကောင်လေးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာ10 number 10လောက် 10% လောက်ကိုထားပေးမယ်နောက်ပြီးတော့ဒီကောင်လေးကိုနည်းနည်းလောက်ကိုဟုတ်ပြီဒီအနေထားထိကိုယူပေးမယ်ယူပေးပြီးတော့ဆိုရင်ဒီမှာ light color လေးကိုတော့ဖြင့်ကိုဒီမှာအနီအောင်လေးကိုကျွန်တော်ထားပေးလိုက်မှာဟုတ်လားသူက fire effect လုံးဝဖြစ်တဲ့အတွက်နော် fire နဲ့လုံးဝဖြစ်တဲ့အတွက်ဒီကောင်လေးကိုတော့ကျွန်တော်တို့အသုံးမပြုတော့ဘူးပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ပိတ်ထားပေးလိုက်ဟုတ်ပြီဒီမှာ fire effect လေးကိုကျွန်တော်တို့နောက်ထပ်ဒီ text စာသားလေးကိုပဲ edit duplicate ဆိုပြီးတော့ထည့်လုပ်ပေးမယ်ထည့်လုပ်ပြီးတော့ဆိုရင်ဒီကောင်လေးကိုမျက်လုံးလေးခဏလေးပိတ်ထားပေးလိုက်မယ်မျက်လုံးခဏပိတ်ထားပြီးတော့ဆိုရင်ဒီအောက်ကလေယာဒီကောင်လေးကိုလည်းကျွန်တော်တို့ကနော်ဒီအောက်ကကောင်လေးကိုဒါ delete လုပ်လိုက်မယ်နောက်ပြီးတော့ဒီနေရာမှာဒီကောင်လေးကိုတစ်ခုဖြင့်ကျွန်တော်တို့ဘယ်လောက်ထားမလဲ 1% ထားလိုက်လို့ရှိရင်ဒီနေရာမှာအလင်းအောင်လေးဒီအရန်ဒါဒီကောင်ဆိုရင်တော့တစ်မျိုးပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီကောင်လေးတစ်ခုဆိုရင်ပို့ပြီးတော့link ပို့လင့်လာတယ်ပေါ့နော်ဟုတ်ပြီဒီမှာလက်ခုရတော့ဆိုရင်နောက်ထပ်တစ်ခုဒီကောင်လေးကို edit duplicate လုပ်မယ် edit duplicate လုပ်ပြီးတော့ဆိုရင်ဒီအောက်ကလက်ခုကို select ပေးလိုက်အောက်ကလက်ခုကို select ပေးပြီးတော့ဆိုရင် layer ကိုတော့ပါ layer ကနေမှ pre-compose လုပ်လို့ရတယ်လို့ keyboard ပေါ်ဆိုရင် control shift c နှိပ်လို့ရတယ်သို့မဟုတ်ဒီလက်ခုကို select ပေးပြီး right click ထောက်မှ pre-compose လုပ်မယ် pre-compose လုပ်လို့ရှိရင်ဒီနေရာမှာcom3 ကိုကြိုက်တဲ့နာမည်တခုပေါ့နော်ကို com3 file text file text file text ဆိုပြီးတော့နာမည်ပေးပြီးတော့ okay နှိပ်ပေးလိုက်မယ်ဒါဆိုရင် pre-compose တခုရတော့ရပါpre-compose တခုရတော့ဆိုရင်ဒီကောင်လေးကိုမျက်လုံးလေးခဏလေးပိတ်ထားပေးမယ်နော်ဒီကောင်လေးမျက်လုံးခဏပိတ်ထားပြီးတော့ဆိုရင် layer ကိုတော့မယ် new ကိုတော့မယ် new ကနေပြီးတော့ camera တစ်လုံးယူမယ် camera မှာ35mm or သို့မဟုတ် 28mm ရွေးပေးလိုက်မယ် okay เนาะနောက်ပြီးတော့ဒီကောင်ကတော့ပြဿနာမရှိဘူးကိုနှစ်ခုလုံးကိုကြိုက်သလိုရွေးချယ်ပိုင်ခွင့်ရှိတယ် once per session ဆိုတာတစ်ခေါက်အသုံးပြုရှင်လို့ရှိရင်တစ်ခေါက်okay ဒီကောင်စာသားကိုပေးပေါ်အောင်လုံးမလားဆိုပြီးတော့ကျွန်တော်အပေါ်ကိုယူပေးလိုက်မယ်เนาะ option လေးတွေဒီလိုမျိုးဖြစ်နေအောင်အတွက် okay ပြီးရင်တော့ okay နှိပ်ပေးလိုက်မယ်okay ပြီးတော့ဆိုရင်ဒီ
ဒီ com3 file text နေရာမှာကျွန်တော်တို့ဒီကောင်လေးကိုမမြင်အောင်ပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ဖြင့် keyboard ပေါ်က F4 ကိုနှိပ်ပါ F4 သို့မဟုတ်ကျွန်တော်တို့ဒီနေရာမှာoption လေး3ခုရှိတယ်ပေါ့နော်collapse တဲ့လေယာဒီကောင်လေးတစ်ခုရှိတယ်ဒီကောင်လေးနှိပ်လိုက်ရင်လည်းဒီမှာပေါ်တယ်နောက်ထပ်တစ်ခုကဒီအလေမှာနော်နောက်ထပ်တစ်ခုဒီဘက်မှာဒီပုံစံမျိုးတွေကိုကျွန်တော်တို့ဒီမှာပေါ်လာပြီဆိုရင်တကယ်လို့မပေါ်ဘူးဆိုရင် F4 ကိုနှိပ်မယ် F4 ကိုနှိပ်ရင်လည်းကျွန်တော်တို့ဒီမှာပုံစံမျိုးတွေ 3D ပုံစံမျိုးပြောင်းပေးတာပေါ့နော်သူကနော်နောက်ပြီးတော့ဒီမှာလေးရတာပဲเนาะဒီကောင်နှိပ်လိုက်လို့ရှိရင် 3D လေးပေါ်လာပြီဆိုရင် 3D လေးကိုပြောင်းပေးလိုက်မယ်motion ပါဖွင့်ပေးလိုက်မယ်နောက်ပြီးတော့ keyboard ပေါ်က P ကိုနှိပ်မယ် position position နှိပ်ပြီးတော့ဆိုရင်ဒီနေရာမှာ1 second ကိုရွှေ့မယ်ရွှေ့ပြီးတော့ဆိုရင် keeping တစ်ချက်ချမယ် keeping တစ်ချက်ချပြီးရင်ဒီနေရာကိုအစားကိုပြန်လာမယ်ပြန်လာပြီးတော့ဆိုရင်ဒီနေရာမှာ minus 3000 30,000 ဆိုပြီးတော့ရေးထည့်ပြီး enter ခေါက်ပေးလိုက်ပါအဲ့လိုဆိုရင်အဲ့ဒီစာသားလေးဟာသူဒါအပြင်အပေါ်ရောက်သွားပြီပေါ့နော်နောက်ထပ်တစ်ခုက940နေရာမှာဒီနေရာမှာကျွန်တော်စီမှာတော့940ပေါ့နော်ဒါကတော့ကျွန်တော်အပေါ်ကိုထောင်တက်အောင်လုပ်ဖို့ဆိုရင်ဒီနေရာမှာ600ထားပေးလိုက်မယ်နော်ဒီနေရာမှာ minus 600အပေါ်တင်ပေးလိုက်တာပေါ့နော်နောက်အဲ့ဒီစာသားဟာဘယ်လိုမျိုးဖြစ်လဲဆိုတော့အပေါ်ကနေပြီးတော့ကြားလာလိမ့်မယ်ဒီလိုပုံစံမျိုးကြားလာမှာပေါ့နော်โอเคနောက်ပြီးတော့ဒီမှာ motion blur ကိုဖွင့်ပေးလိုက်မယ် motion blur ဖွင့်ပေးလိုက်လို့ရှိရင်တကယ်လို့ motion blur မဖွင့်ဘူးဆိုရင်ဒီလိုမျိုးပေါ့နော်ကြည့်လို့မကောင်းဘူးအဲ့ဒါကြောင့်မလို့ရွေးလျားတဲ့အရာဝတ္ထုတစ်ခုကိုဖန်တီးခြင်းနဲ့ဆိုရင် motion blur လေးကိုဖွင့်ပေးပါmotion blur လေးကိုလည်းဖွင့်ပေးပြီးတော့နောက်ထပ် camera ကိုလာမယ်ဒီနေရာကိုရောက်လို့ရှိရင်ပြန်ကင်မရာ zoom in ဝင်လာဖို့အတွက်ကင်မရာ option လေးကိုဝင်မယ်ကင်မရာ option လေးကိုတစ်ချက်နှိပ်လိုက်မယ် zoom ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးရင်2 seconds 3 seconds နေရာအထိကိုဆွဲပေးပြီးရင်ဒီကောင်လေးကို zoom in လုပ်ပေးမယ် zoom in ဟုတ်ပြီဒီလိုပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့ set ဟာအမကောင်းဘူးဆိုရင်တော့ full time မလုပ်ပါနဲ့ half time လုပ်ပါနော် okay ဒါဆိုရင်ဒါကင်မရာကိုလည်းကျွန်တော်တို့လုပ်ပြီးတော့နောက်ထပ်တစ်ခုကဒီ com3 fire text ဆိုတဲ့အကောင်လေးကိုလည်းကျွန်တော်တို့ထည့်ပေးပြီးတော့နောက်ထပ်တစ်ခုအရေးကြီးတာပါလဲဒီနေရာမှာ fire ပေါ့နော်ဒီမီးလေးတွေကျွန်တော်တို့ကြိုက်ပြီးတော့လိုက်လာတဲ့အကောင်လေးကိုဘယ်လိုမျိုးဖန်တီးမလဲဆိုရင်ဖြင့်အခုဆိုရင်ဖြင့်ဒီမှာနော်ဒီ fire လေးတွေဘယ်လိုမျိုးဖန်တီးမလဲဒီလိုမျိုး fire လေးတွေဘယ်လိုမျိုးဖန်တီးမလဲပေါ့နော် okay com3 ကိုပြန်လာမယ်ကျွန်တော်တို့ရဲ့ original com3 ကိုလာပြီးအဲ့ဒီ fire လေးထည့်ဖို့အတွက် layer ကိုတော့မှာဖြစ်ပါတယ် layer ကနေပြီးတော့ new ကနေပြီးတော့ solid မှာနေပြီးတော့ဒီနေရာမှာ file saver ဆိုပြီးတော့နာမည်ပေးလိုက်မယ် SPF saver okay saver တခုနာမည်ပေးပြီးတော့ဆိုရင်ဒီကောင်လေးကိုဖွင့်ပေးလိုက်ဖွင့်ပေးပြီးတော့ဆိုရင်အဖက်ကိုတော့မယ် video copilot တော့မယ်saver ကိုဝင်ပေးမယ် saver ဝင်လို့ရှိရင်ဒီနေရာမှာကိုကတော့ကိုဘယ်လိုပုံစံမျိုးလို့ရှင်လဲ reactor လို့ရှင်တာလားเนาะဒီကောင်မျိုးဒါပြဿနာမရှိဘူးပြင်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်နောက်ထပ်တစ်ခုကဒီနေရာမှာ customize code ကိုဝင်မယ် customize code နေရာမှာ server နေရာမှာ text layer ကိုဝင်မယ် text layer နေရာမှာ after effects ဆိုပြီးတော့နာမည်ပေးလိုက်မယ်ဒါဆိုရင် after effects ဝင်လာပြီပေါ့နော်ဟုတ်ပြီ after effects ဒီစာသားလေးရလာပြီဆိုရင်ဒါမှဒီ 3D စာသားလေးဟာပြောင်းနေပေါ့ပြောင်းနေဆိုရင်ဘယ်လိုလုပ်ပေးရမလဲဆိုရင်ဒီနေရာလေးမှာသူက server ကိုscreen လုပ်ပေးလိုက် screen လုပ်ပေးပြီးတော့ဆိုရင်ဒီလိုပုံစံမျိုးရလာပါဘောနော်တို့မဟုတ်နောက်ထပ်တစ်ခုကဒီ after effect ကိုဒီပုံစံမျိုးမလို့ရှင်ဘူးဆိုရင် outreach ကိုမလို့ရှင်ဘူးဆိုတော့ banning ပေါ့နော်ဒါဆိုရင်တို့သူနဲ့အတူတူဖြစ်သွားတာပေါ့နော်ဟုတ်ပြီအတူတူဖြစ်သွားပြီဆိုရင်နောက်ထပ်တစ်ခုကဘာလုပ်ပေးရမလဲglow intensity မှာ25လောက်ထားပေးမယ်ဟုတ်ပြီ glow intensity 25ထားပေးပြီးတော့ဆိုရင် core size နေရာမှာ25 core size နေရာမှာ5ကိုထားပေးမယ်
ဟုတ်ပြီ courses နေရာမှာ file ကိုထားပေးပြီးတော့ဆိုရင်နောက်ထပ်တစ်ခုဒီနေရာမှာ customize code ကိုပေးမယ်ပေးပြီးတော့ flicker နေရာမှာကြတော့ flicker speed ကိုနေပြီးတော့30ထားပေးလိုက်မယ်နော်25လောက်ထားပေးမယ်25flicker intensity နေရာမှာ10ပေါ့နော် flicker intensity နေရာမှာ10ထားပေးမယ်10ထားပြီးတော့ဆိုရင် random speed okay distortion flicker ပြီးတော့ဆိုရင် distortion ကိုတော့မယ် glow distortion နေရာမှာ wind speed ကိုကြတော့10ပေါ့နော်10ထားပေးမယ်နောက်ပြီးတော့ဒီ motion blur နေရာမှာ1ပေါ့နော် motion blur နေရာမှာ1ထားပေးမယ်ဒါဆိုရင် distortion glow ပြီးတော့ပြီ okay ဒီလောက်ထိအဆင်ပြေပြီးတော့ဆိုရင်ဒီနေရာမှာ toggle switch ကိုခဏလေးဝင်ပြီးတော့ဆိုရင်ဒီကောင်လေးကို3D လုပ်ပေးမယ်နော်အဲ့ဒီကောင်လေးကို 3D လုပ်ပေးပြီးတော့ဆိုရင်ဒီကောင် motion blur ကိုလည်းဖွင့်ပေးလိုက်မယ် motion blur ဖွင့်ပေးပြီးတော့ဆိုရင်ဒီနေရာမှာ keyboard ပေါ်ကဒီ com3 fire text နေရာမှာ p ကိုနှိပ်မယ် position ကိုကျွန်တော်တို့ကposition ကို copy control c သို့မဟုတ် edit copy ယူပြီးတော့ဒီ server ကိုလာမယ် p ကိုနှိပ်မယ် keyboard ပေါ် p position ကို select ပေးပြီးတော့ edit paste လုပ်ပေးလိုက်မယ်အဲ့လိုဆိုရင်သူကဒီစာသားနဲ့အတူတူပေါ့နော်အဲ့ဒီမိဟာ gap ပါလာမယ်ဒီလိုပုံစံမျိုးပေါ့နော် gap ပြီးတော့ပါလာတာပေါ့နော်နောက်တစ်ခုကဒီနေရာမှာ code size ကိုနည်းနည်းပါချိန်လို့ရတော့ code size ကိုဘယ်လောက်ထားမလဲ1ထားပေးမလားသို့မဟုတ်ဒီနေရာမှာ3လောက်ထားပေးမလား3လောက်ထားပေးပြီးတော့ဆိုရင်ဒီမှာ spread ကိုဘယ်လောက်ထားမလဲ spread ဒီပုံစံမျိုးအနေထားကိုထားမလားနောက်ပြီးရင်ဒီကောင်လေးကို run preview လုပ်ကြည့်မယ်โอเคနောက်ထပ်တစ်ခုကဒီနေရာမှာတစ်ခုပါလဲဆိုရင် customize ကို start size နောက်ထပ်တစ်ခုကဒီကောင်ဒီဘက်လာမယ်လာပြန် start option နေရာမှာ 10% လောက်ဆိုပြီးတော့ထားပေးမယ် 10% ပေါ့နော်နောက်ထပ်တစ်ခုက end option နေရာမှာလဲဘယ်လောက်ထားမလဲဆိုရင် 10% ပေါ့နော် 10% ဟုတ်ပြီ35ထားပေးမယ်35ထားပေးပြီးတော့ဆိုရင်ဒီကောင်လေးကို file သို့မဟုတ်ကျွန်တော်တို့ဒီနေရာမှာ0% ထားပေးမယ်0% ထားပြီးတော့ဆိုရင်နောက်ထပ်တစ်ခုဒီကောင်လေးကိုအနေနဲ့အလင်းအောင်လေးတင်ပေးလိုက်မယ်တင်ပေးပြီးတော့ဆိုရင်ဒီကောင်လေးကိုဒီအနေထားထိပေါ့နော်ကိုရှင်းကြည့်ရမှာဖြစ်ပါတယ်ကိုဘလောက်အတိုင်းတာထိဒီစာသားကိုဒီလိုပုံစံမျိုး okay နောက်ထပ်ဒါ background ကြတော့ကိုကြိုက်တဲ့ background လေးတွေထည့်လို့ရတာပေါ့နော်ဒီနေရာမှာဆိုရင်ဖြင့်ဒီဘက်မှာကျွန်တော်မှာ background လေးတွေရှိတယ်ဒီ background လေးတွေကို copy ကူးမယ် control c copy ကူးလို့ရတာပေါ့နော် copy ကူးဖို့အတွက် edit copy နောက်ပြီးတော့ဒီနေရာ com3 edit paste ဆိုပြီးအောက်ကိုရှာလာမှာအဲ့လိုဆိုရင်ဒီကောင်လေးတစ်ခုရတော့ရင် okayဟုတ်ပြီ
ပြီးနောက်ထပ်ဒီဘောမှာ com 2ကိုတော့ကြည့်မယ် com 2ကိုတော့ကြည့်တဲ့အချိန်မှာလည်းဒီလိုဝင်နေမျိုးပေါ့နော် component မှာကြာတော့လဲcom 2ကိုပြန်လာမယ် Okay နောက်ထပ် com 3အခုနာကျွန်တော်တို့လောက်လိုက်တဲ့သင်ခန်းစာလေးပေါ့နော်နောက်ထပ်ဒီကောင်လေးတွေကိုကျွန်တော်တို့ထပ်ပြီးတော့ဖန်တီးကြည့်မယ်ဘယ်လိုမျိုးတွေဖန်တီးလို့ရမလဲနောက်ထပ်ကျွန်တော်တို့ဒီကောင်လေးတွေကိုပိတ်လိုက်မယ်ပိတ်ပြီးတော့ဒီအပေါ်ကဒီအကောင်လေးတွေပေါ့နော် saver ရဲ့ camera ရဲ့ after effects ရဲ့ com 3 file text ရဲ့ပေါ့နော်ဒီလက်ခုကို select ပေးပြီးတော့ layer ကိုတော့မယ်pre-compose တောလို့ရသလိုဒီလက်ခုကို select ပေးပြီးတော့ right click ထောက် pre-compose နှိပ်မယ်နှိပ်ပြီးတော့ဒီကောင်ကိုနာမည်တစ်ခုပေးလိုက်မယ်wiggle ဆိုပြီးတော့နာမည်ပေးမယ် wiggle expression expression ပေါ့နော် wiggle expression နာမည်ပေးလိုက်မယ် wiggle expression ဆိုပြီးတော့ composition တစ်ခုထည့်ရလာတာပေါ့နော်ဒီကောင်ကို wiggle ကျွန်တော်တို့ wiggle ဘယ်လိုမျိုးဖန်တီးမလဲပေါ့နောက်ထပ်ဒီ wiggle expression လေးမဖန်တီးခင်ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်ဒီ solid setting လေးကိုဒီ several solid setting လေးကိုနည်းနည်းလောက်ကျွန်တော်တို့ပြင်ကြည့်မှာပေါ့ glow intensity နေရာမှာ35လောက်ကျွန်တော်တို့35လောက်ထားပေးရမယ် glow intensity 35လောက်ထားပေးပြီးတော့နော်နောက်ထပ်တစ်ခုဒီကောင်လေးကိုလည်း2လောက်ပြန်ထားပေးမယ်ဒီဘက်ကိုပြန်လာမယ်နောက်ထပ်ဒီမှာဆိုရင်တော့ဒီ main လေးတွေဒီမှာကျွန်တော်တို့မပြောက်ဘူးပေါ့နော်ဒီလိုပုံစံမျိုးပေါ့နော်ဒီမှာဆိုရင်ဒီကောင်လေးကို switch come to ဒီမှာ switch လုပ်ပေးမယ်ဒီကောင် wiggle expression ကိုလာမယ်လာပြီးတော့ဆိုရင်ဒီကောင်လေးအရှိကိုတော်လို့ရှိရင်ဒီ background ကပျောက်သွားတာbackground ပျောက်သွားတဲ့အကြောင်းရင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီနေရာမှာဒီ wiggle expression နေရာမှာ original ရောက်ရှင်နေဆိုရင်ဒီကောင်လေးကိုcollapse transformation ဆိုပြီးတော့အဲ့ဒီကောင်လေးကိုနှိပ်ပေးရမယ်နော်နှိပ်ပေးပြီးတော့ဆိုရင်ဒီ original background ဟာမပျောက်တော့ဘူးเนาะဒီတိုင်းပဲကျွန်တော်တို့ရတော့မယ် after effects ဆိုပြီးတော့โอเคနောက်ထပ်တစ်ခုဒီနေရာလေးမှာဒီစာသားလေးကိုခုံသွားလေးကျွန်တော်တို့ဖန်တီးရှင်တယ်ပေါ့နော်ဖန်တီးဖို့အတွက်ဒီ wiggle expression နေရာမှာ keyboard ပေါ် P ကိုနှိပ်ပြီးတော့ keyboard ပေါ် order ကိုတစ်ချက်နှိပ်ထားပါတော့နောက်ပြီးတော့ left click တစ်ချက်နှိပ်လိုက် left click တစ်ချက်နှိပ်ပြီးတော့ဒီနေရာမှာ wiggle wiggle 2,20 ဆိုပြီးတော့ရေးထည့်လိုက်မယ် okay နော်ဒါပြီးရင် run preview လုပ်မယ်ဒီလိုပုံစံလေးပေါ့နော်ဒီစာသားလေးကိုလော okay နောက်တစ်ခုဟာဒီနေရာလေးမှာဒီမှာ pre-compose တစ်ခုရတော့ဒီကောင်လေးကိုကြာတော့ကျွန်တော်တို့ pre-compose တစ်ခုဒီဒါ background ပေါ့နော်ဒီ background ကိုကြာတော့လဲ pre-compose တစ်ခုလုပ်မယ်မလုပ်ခင်ကြာတော့ပို့ပြီးတော့ဒီမှာကြာတော့ဒီဘက်ကိုလာမယ် com add ဆိုပြီးတော့ကျွန်တော်တို့လုပ်ထားပေးတာပေါ့နော်ဒီနေရာမှာ add လုပ်ထားပေးတယ် add မလုပ်ထားလို့ရှိရင်ဒီနေရာမှာကြည့်လိုက်ဒီကောင်ကိုလာမယ်လာပြီးတော့ဒီမှာ
ဒါကိုကျွန်တော်တို့က add လုပ်ပေးထားတယ်တကယ်လို့ add မဖြစ်နေဘူး normal ဆိုရင်တော့ဒီလိုပုံစံမျိုးဖြစ်နေတယ်နော်အဲ့ကြောင့်မလို့ဒီနှစ်ခုကို add လုပ်ပေးရမှာနော်ဟုတ်ပြီနောက်တစ်ခုကဒီ layer နှစ်ခုကကျွန်တော်တို့ bg ဆိုပြီးတော့နာမည်ပေးမယ် layer precompose bg ပေါ့နော် background ဆိုပြီးတော့နာမည်ပေးလိုက်မှာဟုတ်ပြီဒီနှစ်ခုကတော့အသံ file ပေါ့နော် audio ဆိုပြီးတော့နာမည်ပေးမယ်layer precompose audio audio ပေါ့နော် audio ဆိုပြီးတော့နာမည်ပေးလိုက်အဲ့ဒါဒီသင်ခန်းစာတော့ဒီမှာပြည့်စုံသွားပြီနောက်ထပ်ဒီနေရာလေးမှာတခုရှိတာကိုကအဲ့ဒီ wiggle expression နေရာမှာထားပြီးတော့ဒီနေရာမှာ2နေရာမှာ 5 ထားရှင်နေရတာပေါ့နော်โอเคကိုပိုင် project လေးတွေဘယ်လိုမျိုးဖန်တီးမလဲဆိုတာကိုဒီ tutorial လေးထဲမှာကျွန်တော်တင်ပေးတာပေါ့နော်တကယ်ချင်းတော့အဆင်ပြေလိမ့်မယ်လို့လည်းကျွန်တော်မြင်လိုက်ပါတယ်တကယ်လို့အဆင်ပြေတယ်ဆိုရင်ဖြင့် like comments and share များဖြင့်အားပေးပြီးတော့နောက်ထပ် tutorial လေးတွေအတွက်ပေါ့နော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye